လေးသားသောပန်းချံတစ်ခုတွင်တစ်ပင်ကလေးများကလည်းစိမ့်ဆူပြီးပန်းကလေးများကလည်းရောင်စုံဖူးပွင့်ပြီးငှက်ကလေးများကလည်းပြန်တန်းရင်းတေးတချင်းများကိုပျော်ရွှင်စွာတီးဆိုနေကြသည်။ပါသောပန်းချံကြီးကိုကြည့်ရင်ငှက်ကလေးပီကပျော်ပျော်ရွှင်ရွှင်ဖြင့်ကခုန်နေပါသည်။ပီကချစ်စရာကောင်းတဲ့ပန်းလေးတွေစိမ့်လန်းတဲ့တစ်ပင်လေးတွေပျော်စရာကောင်းလိုက်တာအဲ့လိုလဲတချင်းကိုနှုတ်မှတိုးတိုးလေးရေရွတ်နေပါသည်။ပျော်ရွှင်နေသောပီသည်ပန်းချံတွေကအမိုက်တွေကိုမြင်လိုက်ရသည်ပလတ်စတစ်ပလင်းတွေစက်ကူစုပ်တွေအခွန်တွေပီမျက်မှောင်ကျုပ်သွားသည်ပီစိတ်မကောင်းဖြစ်သွားပြီးပန်းချံလေးကလှပေမဲ့ဘာလို့အမိုက်တွေများကြီးရှိနေရတာလဲပီကမြေပြင်ပေါ်ဆင်းလာပြီးအမိုက်ပုံးလေးနားကိုတဖြည်းဖြည်းချီကပ်သွားတယ်ချစ်စရာအမိုက်ပုံးလေးတစ်လုံးကိုမြင်လိုက်ရတယ်ပီအံ့ဩသွားပြီးမင်းကဘာတူလဲပုံကနူးညံ့ဖော်ရစွာဖြင့်ငါကပုံမှာဒီကအမိုက်ပုံးလေးပေါ့ပီနဲ့ပုံစကားပြောနေစီမှာကလေးတချို့သည်ပျော်ရွှင်စွာဖြင့်ကစားနေကြသည်ပီကပုံကိုမင်းကဘာလုပ်တာလဲဟင်ပုံကငါကလူတွေပြစ်တဲ့မိုက်တွေကိုစောင့်ရှောက်ပေးရတာလေဒါမှပန်းချံလေးကတန်ရှင်းလှပနေမှာပေါ့ဒါပေမဲ့ပုံလေးမျက်နှာညှိုးသွားတယ်ပုံကလူတချို့ကငါတည်းမထည့်ပဲမြေကြီးပေါ်ကိုပြစ်ချလို့ငါစိတ်မကောင်းဘူးထိုစဉ်ကလေးတယောက်သည်တောက်လက်ဆအခုဘူးခွန်ကိုမြေကြီးပေါ်ကိုပစ်ချလိုက်သည်ပီစိတ်တူသွားပြီးအမိုက်တွေကိုမိုက်ပုံးနဲ့ထည့်ရမှာပေါ့ပီပုံစီကိုပြန်လာပြီးပုံမပူပါနဲ့ငါကူညီမယ်ကလေးတွေကိုငါပြောပြမယ်ဆိုပြီးပီကပြောသည်ပီကပြန်တက်သွားပြီးပန်းချံတွေကကလေးတွေစီဥတီသွားနေတယ်နောက်ဖက်မှာပုံကပြုံးပြီးကြည့်နေတယ်ပီကကလေးတွေကိုအမိုက်များမပစ်ဖို့နဲ့အမိုက်များကိုအမိုက်ပုံးနဲ့ထဲဖို့ကိုပြောပြနေသည်ကလေးများကလည်းပီပြောနေသည်ကိုစိတ်ဝင်စားစွာနားထောင်နေကြသည်ပီလေးပြောစကားကိုကလေးတွေကနားဝင်သွားပြီးမိုက်တွေကိုလိုက်ကောက်နေကြသည်ပန်းချံလေးတန်ရှင်းလှပသွားသည်ပီကကလေးတွေစီကိုပြန်သွန်းပြီးကလေးတို့ရေပန်းချံလေးတန်ရှင်းဖို့အရေးကြီးတယ်အမိုက်တွေကိုပုံနဲ့ထဲပါနော်ကလေးတွေကပီစကားကိုစိတ်ဝင်စားနားထောင်ကြသည်ကလေးတယောက်ကဟုတ်တယ်ပန်းချံလေးတန်ရှင်းမှပျော်စရာကောင်းတာပုံနဲ့ထဲရမယ်ဆိုတာမေ့နေတယ်ကလေးတွေအမိုက်တွေကိုပုံထဲလိုက်ထည့်နေကြသည်ကလေးတွေဒီအမိုက်တွေကိုပုံထဲလိုက်ထည့်နေကြသည်ပုံရဲ့မျက်နှာကတဲ့ပြုံးရွှင်လာသည်တဲ့ပုံကတဲ့ပျော်ရွှင်စွာဖြင့်ကျေးဇူးတင်ပါတယ်ပီကျေးဇူးတင်ပါတယ်ကလေးတို့ရေပန်းချံကလေးတန်ရှင်းသွားပြီးကလေးတွေလည်းပျော်ရွှင်စွာကစားနေကြသည်ပီနဲ့ပုံကပန်းချံကလေးတန်ရှင်းဖို့အမိုက်ပုံနဲ့ထဲကြစို့အမိုက်ကိုမှန်ကန်စွာစွန့်ပစ်ပါတန်ရှင်းတဲ့ကဘာဖန်တီးပါဟု၍ပျော်ရွှင်စွာဖြင့်ကြွေးကြော်နေကြသည်ကလေးတို့ရေပုံဝတ္ထုလေးကတော့ဒါပါပဲကွယ်ကလေးတို့လည်းအမိုက်တွေကိုစီးမဲ့ကမ်းမဲ့မပစ်ဖို့အတွက်ဖွားထရနေပြီးတော့တောင်းဆိုခြင်းပါတယ်ပုံမေ